မင်္ဂလာပါဒီနေ့မှာတော့တောင်ကိုရီးယားမှာတကယ်ဖြစ်ပွားခဲ့တဲ့နာမည်ကျော်ရက်ကျွန်းလမ်းစုံလူသတ်မှုအဖြစ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ New Trial ဆိုတဲ့မှုခင်းဒရမာဇာတ်ကားကောင်းလေးတကားကိုပြန်လည်ပြောပြပေးသွားမှာပါဇလန်အစမှာတော့ဟွန်ဦးဆိုတဲ့လူငယ်လေးတစ်ယောက်ဟာညဘက်ဆိုင်ကယ်မောင်းလာရင်လမ်းစုံတစ်ခုအရောက်မှာလူတစ်ယောက်ကိုတိုက်မိမလို့ဖြစ်ပြီးဆိုင်ကယ်မှောက်သွားခဲ့ပါတယ်အဲ့ဒီနောက်ကားတစ်စီးပေါ်မှာသွေးတွေနဲ့လူတစ်ယောက်ကိုတွေ့သွားတာကြောင့်ရဲကိုချက်ချင်းပဲဖုံးဆက်တိုင်ကြားခဲ့ပါတယ်ဒါပေမဲ့ရဲတွေရောက်လာတဲ့အခါမှာတော့ကံမကောင်းစွာနဲ့ပဲဟွန်ဦးရဲ့ဆိုင်ကယ်ထိုင်ကုန်အောက်ကနေဓာတ်တစ်ချောင်းကိုသွားတွေ့လိုက်ကြပါတယ်ဒီလိုနဲ့ရဲတွေဟာမျက်မြင်သက်သေဖြစ်တဲ့ဟွန်ဦးကိုပဲလူသက်တရားခံဖြစ်ဆွဆွဲလိုက်ကြပါတော့တယ်ခိုင်လုံတဲ့သက်သေအထောက်အထားတစ်ခုမှမရှိဘဲနဲ့တရားရုံးကနေသူ့ကိုထောင်ဒဏ်15နှစ်ထိမတရားအပြစ်ပေးချမှတ်လိုက်ပါတော့တယ်တစ်ဖက်မှာတော့ဂျွန်ယောင်လို့ခေါ်တဲ့အောင်မြင်မှုသိမ့်မရသေးတဲ့ရှင်းနေတယောက်ရှိပါတယ်သူ့ဘဝကလည်းအတော်လေးကိုကမောက်ကမဖြစ်နေတာပါဂျွန်ယောင်ရဲ့စကားကိုယုံပြီးသူ့မိန်းမကမိဘတွေရဲ့ပတ်စံနဲ့မျိုးတင်မှာအိမ်ဝဲဖို့ကြိုးစားရင်းငွေလိမ်ခံလိုက်ရပါတယ်။ဂျုံယောင်ဟာသူကိုယ်တိုင်လည်းနင်းနာသူဖြစ်တာကြောင့်လိမ်လည်ခံရသူတွေဘက်ကနေရှေ့နေလိုက်ပေးခဲ့ပါတယ်။ဒါပေမဲ့စိတ်မကောင်းစွာနဲ့ပဲအဲ့ဒီအမှုကိုရုံးနှိမ်သွားတဲ့ခါမှာတော့တခြားလိမ်ခံရသူတွေကသူ့ကိုပါလိမ်ညာတဲ့အဖွဲ့တွေကဆိုပြီးဝိုင်းဝန်းဆွဆွဲကြပါတော့တယ်။သူကိုယ်တိုင်လည်းငွေဆုံးရှုံးထားတဲ့နင်းနာသူတယောက်ဖြစ်ကြောင်းဘလောက်ပဲရှင်းပြဘယ်သူမှမယုံကြတော့ပါဘူး။ဒီဖြစ်ပျက်တွေကြောင့်ပဲအခုဆိုရင်သူ့မိန်းမနဲ့ကလေးကပါသူ့ဘော်အထင်မြင်သေးပြီးမကြည်ဘူးကြတော့ပါဘူး။အဲ့ဒီချိန်တခြားတစ်ဖက်မှာတော့ဟွန်ဦးရဲ့အမေဟာတရားရုံးကတောင်းဆိုလာတဲ့ဒဏ်ကြေးငွေတွေကြောင့်ငါသားကပြစ်ဒဏ်ကြခံပြီးရတော့ဘာလို့ဒဏ်ကြေးတွေထပ်ပြီးဆောင်ရမှာလဲဆိုပြီးမေးခွန်းထုတ်တဲ့အခါဝန်ထမ်းတစ်ယောက်ကအတော့သားကလူတက်ခဲလို့လေဆိုပြီးခနဲ့တက်ပြန်ပြောခဲ့ပါတယ်။တကယ်တော့သေဆုံးသွားသူရဲ့မိသားစုကအသက်အာမခံကြေးဒေါ်လာ4000ကိုထုတ်ယူသွားတဲ့အတွက်အာမခံကုမ္ပဏီကလူသက်တရားခံလို့သတ်မှတ်ခံထားရတဲ့ဟွန်ဦးတို့စီကနေအဲ့ဒီငွေကိုရော်ကြေးပြန်တောင်းနေတာပဲဖြစ်ပါတယ်။ပိုဆိုးတာကနှစ်တွေကြာလာတဲ့မြအတိုးတွေနဲ့ပါပေါင်းလိုက်တဲ့အခါမှာတော့သူတို့ပေးရမယ့်ငွေပမာဏဟာဒေါ်လာ1,200,000ကျော်ထိတောင်ဖြစ်နေခဲ့ပါပြီ။တကယ်လို့များဒီငွေကိုသာပြန်မဆက်နိုင်ဘူးဆိုရင်အာမခံကုမ္ပဏီကတရားစွဲမှာဖြစ်ပြီးအခုမှထောင်ကထွက်လာတဲ့ဟွန်ဦးတယောက်နောက်တစ်ခေါက်ထောင်ထဲထပ်ဝင်ရမယ့်ကိန်းဆိုင်နေပါတယ်။ဒီလိုနဲ့အလုံးလက်မဲ့ဖြစ်နေတဲ့ရှင်းနေဂျုံယောင်ဟာသူ့တငယ်ချင်းအလုံးလုံးနေတဲ့ဥပဒေကြိုးဆောင်ကုမ္ပဏီမှာအလုပ်ရဖို့အကူအညီတောင်းခဲ့ပါတယ်။တငယ်ချင်းရဲ့အကူအညီနဲ့အလုပ်ရသွားခဲ့ပေမဲ့အလုပ်ကဆွေးနွေးပွဲတစ်ခုမှာဂျုံယောင်ကကျွန်တော်တို့တွေဒီအထိရောက်လာတာပတ်စံကြောင့်ပဲမဟုတ်ဘူးလားကုမ္ပဏီတစ်ခုမှာအမျက်ထွက်ဖို့ကအရေးကြီးတယ်လေလို့ပွင့်ပွင့်လင်းလင်းပြောချလိုက်ပါတယ်အဲ့ဒီကအလုပ်ရှင်ကသူ့ကိုလောဘကြီးတဲ့သူလို့မြင်သွားပြီးအခမဲ့ဥပဒေကြံပေးတဲ့ဌာနမှာတာဝန်ပေးလိုက်ပါတော့တယ်ပတ်စံရတဲ့အမှုတွေကိုပဲလိုက်ချင်တဲ့ဂျွန်ယောင်တယောက်စိတ်ပြက်လက်ပြက်ထိုင်နေတော့လက်ထောက်ဖြစ်သူကလွန်ခဲ့တဲ့တစ်လလောက်ကလေးကအခမဲ့အကြံဉာဏ်တောင်းဖို့စီရင်သွင်းထားတဲ့သူရှိတယ်လို့လာပြောပါတယ်အဲ့ဒီလူကတော့တခြားသူမဟုတ်ပဲဟွန်ဦးရဲ့အမေပဲဖြစ်ပါတယ်အဲ့ဒါနဲ့ဂျွန်ယောင်ဟာဟွန်ဦးတို့အိမ်ကိုရောက်သွားပြီးဟွန်ဦးနဲ့တွေ့ဆုံခဲ့ပါတယ်ဂျွန်ယောင်ကသူဟာရော်ချင်းငွေကိစ္စအတွက်လာတာလို့ပြောလိုက်တဲ့အခါဥပဒေကိုနာကျင်နေတဲ့ဟွန်ဦးကစိတ်တူပြီးပစ္စည်းတွေနဲ့ကောက်ပေါက်ပါတော့တယ်ဂျွန်ယောင်ကလည်းဒီအမှုကိုစိတ်ဝင်စားတာကြောင့်တေဆုံးသူမိသားစုကဒေါ်လာ4000အာမခံကြေးထုတ်သွားလို့အာမခံကုမ္ပဏီကရော်ချင်းပြန်တောင်းတာဖြစ်ကြောင်းတာဝန်ကင်းလို့အောင်ပြီးဆိုလည်းပဲရှင်းပြလိုက်ပါတယ်အဲ့ဒီကဟွန်ဦးကကျွန်တော်သူ့ကိုမတတ်ခဲ့ပါဘူးလို့ပြောပေမဲ့ဂျွန်ယောင်ကတော့အော်ဟုတ်လားစိတ်မကောင်းစရာပဲလို့ဂယုမဆိုင်လို့ပြန်ပြေခဲ့ပါတယ်ဒေါသထွက်သွားတဲ့ဟွန်ဦးကဥပဒေဆိုတာဘာလဲခင်ဗျားတို့ပြောနေတဲ့ဥပဒေဆိုတာကလူတွေကိုကာကွယ်ပေးဖို့အတွက်ရောတကယ်ဟုတ်ရဲ့လားဆိုပြီးနာကျင်စွာမေးခွန်းထုတ်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဟွန်ဦးကလွန်ခဲ့တဲ့14နှစ်ကဖြစ်ပျက်ကိုပြန်လည်ပြောပြပါတော့တယ်အဲ့ဒီချိန်ကသူဟာအရက်ဘားတစ်ခုမှာအလုပ်လုပ်နေခဲ့တာပါဒီနေ့မှာအကျင့်ပြတ်ရဲတချို့ကဘားကမိန်းကလေးတယောက်ကိုအတင်းကျပ်လက်ကင်တာတွေလုပ်နေခဲ့ပါတယ်ဒါပေမဲ့ဟွန်ဦးကပြဿနာမဖြစ်ချင်တာကြောင့်နှုတ်ဆိတ်နေခဲ့ပါတယ်အဲ့ဒီနေ့ညအိမ်ပြန်လမ်းမှာဆိုင်ကယ်မောင်းလာရင်လူတယောက်ကိုတိုက်မိမလို့ဖြစ်ပြီးဆိုင်ကယ်မှောက်သွားခဲ့တာပါအဲ့ဒီလူကတော့လူသတ်မှုကျိုးလွန်တဲ့တရားခံဖြစ်ပြီးချက်ချင်းပဲထွက်ပြေးလွတ်မြောက်သွားပါတယ်ဟွန်ဦးကလူသတ်မှုကိုမျက်မြင်တွေ့လိုက်ရတာကြောင့်ရဲကိုဖုံးဆက်ခေါ်လိုက်ပါတယ်ဒါပေမဲ့ရောက်လာတဲ့ရဲတွေကတခြားသူတွေမဟုတ်ပဲနေ့လေကသူ့အလုပ်လုပ်တဲ့ဘားမှာပြဿနာရှာနေတဲ့အကျင့်ပြတ်ရဲတွေဖြစ်နေခဲ့ပါတယ်သူတို့ဟာတရားခံစိတ်ကိုရှာရမှာပြင်းတဲ့ပြင်ဟွန်ဦးရဲ့ဆိုင်ကယ်ထိုင်ကုန်အောက်ကဓာတ်ကိုပါတွေ့သွားတာကြောင့်အလွယ်တကူပဲဖမ်းဆီးလိုက်ကြပါတော့တယ်မြက်တောင်တစ်ခက်စာအချိန်လေးတွင်းမှာပဲမျက်မြင်သက်သေဘွားကနေတရားခံအဖြစ်လုံးလုံးလျားလျားပြောင်းလဲသွားခဲ့ရတာပါရဲတွေဟာဟွန်ဦးကိုမတရားဖမ်းဆီးပြီးခန်းကျင်းလေးထဲမှာရဲရဲဆက်ဆက်နှိပ်စက်ကြပါတယ်ဒါတွေမကသေးပဲသူတို့ဘာသာမှန်းစာပြီးသက်သေထွက်ဆိုချက်တွေကိုလောက်ကျန်ရေးသားကြပါတယ်ဟွန်ဦးရဲ့ဆိုင်ကယ်အောက်ကဓာတ်ဟာသိငယ်နေပြီးသေဆုံးသူရဲ့ဒဏ်ရာနဲ့မကိုက်ညီတဲ့အခါမှာတော့ရဲတွေဟာဟွန်ဦးအလုပ်လုပ်တဲ့ဘားကမိဖို့ကြောင့်တွေကဓာတ်တစ်ချောင်းကိုယူလာပြီးသက်သေထောက်ထားဖြင့်လီဆယ်လုပ်ယူခဲ့ကြပါတယ်ဟွန်ဦးကတော့လူမဆန်တဲ့ကြမ်းတမ်းလွန်းလာတဲ့နှိပ်စက်မှုကြားမှာသူမတတ်ပါဘူးလို့အတွင်တွင်ညင်းဆုံနေခဲ့ပါတယ်
ဒီလိုနဲ့ဂျွန်ယောင်းဟာသူ့ကိုကျိုးအတွက်သူ့နာမည်ထင်ရှားကြော်ကြားလာစေဖို့အတွက်ဟွန်ဦးရဲ့အမှုကိုလက်ခံခဲ့ပါတယ်။အဲဒီနောက်ဂျွန်ယောင်းဟာတရားရုံးကိုသွားပြီးရော်ကြေးငွေမှုလို့အကြောင်းပြကာဟွန်ဦးရဲ့အမှုတွဲမှတ်တမ်းတွေကိုတွားရောက်စစ်ဆေးပါတယ်။မှတ်တမ်းခန်းမှာ CCTV တွေရှိနေတဲ့အတွက်မှတ်တမ်းတွေကိုဖုန်းနဲ့ခိုးရိုက်ယူလာခဲ့ပါတယ်။အဲဒီနောက်ဂျွန်ယောင်းဟာဟွန်ဦးနဲ့သွားတွေ့ပြီးသူရလာတဲ့အမှုတွဲမှတ်တမ်းတွေအကြောင်းရှင်းပြပါတယ်။ဟွန်ဦးကကျွန်တော်ခမ ्या ကိုပတ်စံမပေးနိုင်ဘူးလေ။ဘာလို့လာကူညီနေရလဲလို့မေးတဲ့အခါဂျွန်ယောင်းကပြည်သူတွေရဲ့အကျိုးစီးပွားကိုမြင့်တင်ပေးခြင်းလို့ပါလို့အလွယ်တကူပဲဖြေလိုက်ပါတယ်။ဟွန်ဦးကလှောင်ရဲလိုက်ပြီးဒါဆိုကျွန်တော်အလကားကုံဆုံးသွားခဲ့ရတဲ့10 နှစ်စာအချိန်တွေကြားတော့ရောလို့နာကျင်စွာပြန်မေးပါတယ်။ဒီကဂျွန်ယောင်းကရုတ်တရက်ဘေးနားကဖြတ်သွားဖြတ်လာလူတွေကိုလှမ်းပြီးဒီကောင်လေးကလူတက်လို့ထောင်10 နှစ်ကြာခံထားရပြီးလွတ်လာတာအခုသူငါ့ကိုတတ်တော့မယ်လို့အော်ပြောလိုက်ပါတယ်။လူတွေကကြောက်လန့်ပြီးဝိုင်းကြည့်ကြတဲ့အခါဂျွန်ယောင်းကဟွန်ဦးကိုသူတို့စိတ်ထဲဘာတွေးနေမလဲသိလားသူငါနားမလာရင်ကောင်းပါပဲဘာလို့များထောင်ကလှုပ်ပေးလိုက်ကြတာလဲလို့တွေးနေကြတာမင်းထောင်ထဲထပ်ဝင်ခြင်းလို့လားလို့မေးလိုက်ပါတယ်ဟွန်ဦးကလည်းအပြင်မှာနေရတာတဲ့ဆိုင်ရင်ထောင်ထဲကမှပိုကောင်းမယ်လို့ပြန်ပြောပါတယ်အဲ့ဒီကဂျွန်ယောင်းကမင်းကတော်တော်တကူကောင်းဆန်တာပဲမင်းမိကမျက်စိသေးချာမမြင်ရတာတော့မင်းအတွက်နေတိုင်းအလုတ်ကျန်းတွေလုံနေရတာကွာလို့အတိတရားရအောင်ပြောချလိုက်ပါတယ်ဟွန်ဦးလည်းဒေါသထွက်ပြီးဂျွန်ယောင်းကိုတွန်းချကထွက်သွားပါတော့တယ်ဂျွန်ယောင်းလည်းကြောင်ကြည့်နေတဲ့ဘေးကလူတွေကိုသူကလူကောင်းပါနည်းနည်းလေးစိတ်တူတတ်လို့ပါလို့ရှက်ကိုရှက်ကန်းပြန်ဖြေရှင်းပြီးဟွန်ဦးနောက်ကိုလိုက်သွားပါတယ်သူတို့နှစ်ယောက်ဟာအမှုဖြစ်ပွားခဲ့တဲ့လမ်းဆုံးကိုရောက်သွားကြပါတယ်အဲ့ဒီမှာဟွန်ဦးကရဲမှတ်တမ်းကိုဖတ်ကြည့်ပြီးသူမလုပ်ခဲ့တဲ့အရာတွေကိုဘလို့လုပ်ကြံရေးထားလဲဆိုတာပြန်တွေးမိသွားပါတယ်အဲ့ဒီနောက်သူတို့နှစ်ယောက်ဟာမှတ်တမ်းတွေကအချိန်စရာတိုင်းဖြစ်နိုင်မဖြစ်နိုင်ပြန်လဲစမ်းသပ်ကြည့်ကြပါတယ်ဟွန်ဦးသူ့အမိနဲ့ဖုံးပြောပြီးချလိုက်တဲ့အချိန်နဲ့တက်စီမီတာရက်သွားတဲ့အချိန်ကွာခြားချက်က10 မိနစ်နဲ့40 စက္ကန့်ပဲရှိပါတယ်ရဲမှတ်တမ်းရလူသက်သမားကနံရိုးကိုဓာတ်နဲ့ထိုးသွင်းရတဲ့အတွက်အားအများကြီးသုံးရမယ့်အပြင်သေဆုံးသူကလည်းပြန်လဲခုခံထားတဲ့လက္ခဏာတွေရှိပါတယ်ဒီလောက်ဖြစ်ပျက်တွေအများကြီးကို10 မိနစ်နဲ့40 စက္ကန့်အတွင်းလုံးနိုင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးသူတို့ကိုယ်တိုင်ပြန်စမ်းသပ်ကြည့်တဲ့ရလဒ်အရဆိုရင်အနည်းဆုံး4 မိနစ်ကျော်အချိန်ယူရမှာပါဒါကိုတည်သွားတဲ့အခါဂျွန်ယောင်းဟာစိတ်တူသွားပြီးရဲတွေလုံးကြံရေးသားထားတဲ့မှတ်တမ်းစာရွက်ကိုစုပ်ပြဲပစ်လိုက်ပါတော့တယ်အဲ့ဒီနောက်ဟွန်ဦးဟာသူတို့ရဲတွေမတရားနှိပ်စက်ခဲ့တဲ့မော်တယ်အဟောင်းလေးစီဂျွန်ယောင်းကိုခေါ်သွားပါတယ်အဲ့ဒီနေရာရောက်တော့ဟွန်ဦးဟာလူမဆန်တဲ့ကြမ်းတမ်းလွန်းလာတာတွေကိုမျက်စိထဲပြန်မြင်အောင်လာပြီးဆယ်ကျော်သက်ရွယ်မှာဒဏ်ရာဒဏ်ချက်တွေကိုမခံမရနိုင်တဲ့အဆုံးကိုမလုပ်တဲ့အဖြစ်ကိုဝန်ခံခဲ့ရတဲ့အဖြစ်တွေကိုတွေးကာရှိုက်ကြီးတငင်ငိုကြွေးပါတော့တယ်နောက်နေ့တွေမှာတော့ဟွန်ဦးကအလုတ်ကျန်းတွေလုပ်လို့စူဆောင်းရရှိလာတဲ့ပတ်စံလေးတွေကိုဂျွန်ယောင်းစီသွားပြီးရှေ့နေကားဖြစ်ပေးရခဲ့ပါတယ်အစကတော့သူ့နာမည်ရဖို့အတွက်ပဲအမှုကိုလိုက်ချင်ခဲ့တဲ့ဂျွန်ယောင်းတယောက်ဟွန်ဦးကတကယ်ပဲအပြစ်မရှိသူဆိုတာကိုအသေးချာသိလိုက်ရတဲ့အခါမှာတော့အမှန်တရားကိုဖော်ထုတ်ပေးဖို့အတွက်တကယ်ကိုစိတ်ရောကိုယ်ပါနှိမ့်ပြီးစူးစမ်းလာပါတော့တယ်သူတို့နှစ်ယောက်ဟာအမှုကိုပြန်လဲစစ်ဆေးဖို့ကြိုးစားတဲ့အခါမှာခက်ခဲပေါင်းများစွာနဲ့ထပ်ပြီးကြုံတွေ့ရပါတော့တယ်အမှုပြန်လဲစစ်ဆေးခွင့်ရဖို့အတွက်တက်သေးသေးလိုအပ်နေတာကြောင့်ဂျွန်ယောင်းကလူတက်မှုဖြစ်တဲ့ချိန်အနီးနားမှာမင်းတွေးခဲ့တဲ့သူတယောက်ယောက်များရှိသေးလားလို့မေးပါတယ်အဲ့ဒီခါကျမှဟွန်ဦးကဘာကမိန်းကလေးစုချင်းကိုသွားသတိရပါတယ်တကယ်တော့အဲ့ဒီနေ့ကစုချင်းကိုအကျင့်ပြတ်ရဲကကိုထိလက်ရောက်စော်ကားဖို့လုပ်နေချိန်မှာဟွန်ဦးကဝင်ကယ်ခဲ့တာပါအဲ့ဒီကိစ္စကြောင့်အဲ့ဒီရဲကဟွန်ဦးကိုအညှိုးထားပြီးမတရားအမှုစဉ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ဟွန်ဦးအမှုကိုကင်တွယ်ခဲ့တဲ့အစိုးရရှေ့နေကဂျွန်ယောင်းစီကိုစာရွက်တွေလာပေးပါတယ်အဲ့ဒါကတော့ဟွန်ဦးထောင်ထဲမှာရှိနေတုန်းကရဲစီကိုရေးပေးခဲ့တဲ့ပြစ်မှုဝန်ခံချက်စာပါဒါကိုမြင်တော့ဂျွန်ယောင်းကဟွန်ဦးစီကိုချက်ချင်းဖုံးဆက်ပြီးမင်းမလုပ်ထားဘဲနဲ့ဘာလို့ဒီလိုဝန်ခံစာရေးပေးခဲ့ရတာလဲလို့ဒေါသတကြီးမေးပါတယ်တကယ်တော့ဟွန်ဦးရဲ့အရင်ရှေ့နေကဝန်ခံစာရေးပေးရင်ထောင်ဒဏ်လျှော့ပေါ့ခံစားရမယ်လို့ဖျားယောင်းခဲ့လို့ရေးပေးခဲ့ရတာပါအဲ့ဒီချိန်မှာသူ့အမေကလည်းစီးချိုယောဂါကြောင့်မျက်လုံးကောင်းကောင်းမမြင်ရတော့တဲ့အတွက်အမေစီကိုအမြန်ဆုံးပြန်သွားခြင်းနဲ့စိတ်တစ်ခုတည်းနဲ့မလုပ်တဲ့အပြစ်ကိုဝန်ခံခဲ့ရတာဖြစ်ပါတယ်နောက်တော့ဟွန်ဦးဟာသူ့တငယ်ချင်းရဲ့အကူအညီနဲ့သူကယ်ခဲ့ဘူးတဲ့ဘားကမိန်းကလေးစုချင်းရဲ့လိပ်စာကိုရသွားပါတယ်သူကစုချင်းကိုမျက်မြည်တက်တက်လုပ်ပေးဖို့တွားရောက်ကူညီတောင်းပေမဲ့စုချင်းကတော့သူ့ရဲ့အတိတ်ကအခြေအနေစိုးတွေကိုတခြားသူတွေတည်သွားမှဆိုလို့မလုပ်ပေးနိုင်ဘူးဆိုပြီးညှင်းလွတ်လိုက်ပါတယ်ဒီလိုနဲ့လမ်းစာပြောင်းနေချိန်မှာသတင်းအသစ်တစ်ခုရလာပါတယ်တကယ်တော့ဟွန်ဦးထောင်ကျသွားပြီး3 နှစ်လောက်အကြာမှာကွန်ဆန်းမျိုးနယ်ရဲစခန်းစီကိုဟွန်ဦးအမှုရဲ့တကယ်လူသက်သမားအစ်စ်ကိုသိတယ်ဆိုတဲ့သတင်းပေးဖုန်းတကောဝင်လာခဲ့ဘူးတာပါဒီချက်ကိုတည်သွားတဲ့ဟွန်ဦးကအဲ့ဒီလူသက်သမားအစ်စ်ကိုတွားရောက်တွေ့ဆုံခဲ့ပါတယ်ဟွန်ဦးကိုမြင်တာနဲ့အဲ့ဒီလူကလမ်းပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့လူယောင်းရဲ့အကူအညီနဲ့နောက်ဆုံးမှာတော့ဖမ်းမိသွားခဲ့ပါတယ်အဲ့ဒီကဟွန်ဦးကဒေါသတကြီးနဲ့သူ့ကိုအသေးလဲချင်းချောက်ပြီးအမှန်တိုင်းဝန်ခံဖို့ခိုင်းပါတော့တယ်အဖြစ်မှန်ကဘယ်လိုလဲဆိုတော့တကယ်လူသက်သမားအစ်စ်ဟာအမှုဖြစ်ပြီးချင်းသူ့တငယ်ချင်းရဲ့အိမ်မှာသွားပုန်းနေခဲ့တာပါတက်တီဖြောက်တဲ့အနေနဲ့လူတက်ခဲ့တဲ့ဓားကိုလည်းသူ့တငယ်ချင်းကိုပဲအတင်းကျပ်ဖျက်ဆီးခိုင်းခဲ့ပါတယ်ဒါရင်မကသေးပဲငါလူတယောက်ကိုတော့တတ်ခဲ့ပြီးနောက်တစ်ယောက်ကိုထပ်တက်ဖို့ဆိုတာလည်းဘာမှမခက်ပါဘူးဆိုပြီးသူ့တငယ်ချင်းကိုပါချင်းချောက်ခဲ့ပါသေးတယ်
ဒါပေမဲ့3နှစ်လောက်အချိန်တွေကုန်လွန်သွားတဲ့အခါမှာတော့အဲ့ဒီတငယ်ချင်းဖြစ်သူဟာလိပ်ပြမလုံးတော့ပဲကိုယ်တိုင်အပြစ်ရှိသလိုခံစားလာရတာကြောင့်ရဲစခန်းမှာတွားရောက်ဝန်ခံခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ဟွန်ဦးကိုစစ်ဆေးခဲ့တဲ့အမှုစစ်ရဲတွေနဲ့အစိုးရရှင်းနေတွေကသူတို့ရဲ့အမားတွေပေါ်ပေါက်သွားမှာဆိုလို့တက်တည်မလုံလောက်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့အမှန်တရားကိုဖုံးကွယ်ပြီးလိမ်လည်ခဲ့ကြပါတယ်။ပိုဆိုးတာကသတင်းပေးခဲ့တဲ့အဲ့ဒီတငယ်ချင်းဟာစိတ်ကျမ်းမာရေးစေးရုံမှာကွယ်လွန်သွားခဲ့ပြီဖြစ်တာကြောင့်တက်တည်ပြစရာမရှိပဲအမှုကထပ်ပြီးလမ်းစာပျောက်သွားပြန်ပါတယ်။အဲ့ဒါနဲ့ဂျုံရောင်းလည်းမထူးတော့ဘူးဆိုပြီးရုပ်တံသတင်းဌာနတစ်ခုကနေဒီအမှုအကြောင်းကိုချပြပြီးအတန်လွှင့်ခဲ့ပါတယ်။ရုပ်တံဌာနရဲ့အကူအညီနဲ့နောက်ထပ်မျက်မြင်သက်သေတယောက်ပေါ်လာခဲ့ပါတယ်။သူက10နှစ်ကျော်တာတောင်အဲ့ဒီအဖြစ်အပျက်ကိုမေးမရခဲ့ဘူးလို့ပြောပါတယ်။သူဟာလူတန်သမားကိုမြင်တွေ့ခဲ့ပေမဲ့အဲ့ဒီနားတစ်ဝိုက်မှာဆိုင်ကယ်တစ်စီးမှမရှိခဲ့ဘူးလို့ထွက်ဆိုပါတယ်။ဘာလို့အဲ့ဒီချိန်တုန်းကဖွင့်မပြောခဲ့တာလဲလို့မေးတဲ့အခါပြောခဲ့တာပေါ့ရဲတွေကမှနားမထောင်တာလို့ပြန်ဖြေပါတယ်။ဒီလိုတက်တိကောင်းရပြီလို့ဝမ်းသာနေတော့မှပဲဟွန်ဦးကိုမတရားဖမ်းခဲ့တဲ့အကျင့်ပြတ်ရဲတွေရောက်လာပြီးဂျုံရောင်းတဲ့မျက်မြင်သက်သေကိုလောင်းစားလုံးမှုဆိုပြီးမတရားလုပ်ကြံဖမ်းဆီးသွားပါတော့တယ်။ဂျုံရောင်းပြန်လွတ်လာတဲ့အခါမှာတော့သူ့တငယ်ချင်းရှင်းနေကအမှုစစ်နဲ့အပေးယူလုပ်လိုက်ပြီဖြစ်ကြောင်းသိလိုက်ရပါတယ်။သူတို့ရဲ့ဥပဒေအကျိုးဆောင်ကုမ္ပဏီကဟွန်ဦးအမှုကိုအမှုပြန်လည်စစ်ဆေးမလုပ်တော့ပါဘူးဆိုတဲ့စာချုပ်မှာသူ့တငယ်ချင်းကငွေယူပြီးလက်မှတ်ထိုးပေးလိုက်တာပါ။တငယ်ချင်းဖြစ်သူကဂျုံရောင်းကိုအမှုတဲ့လိုအပ်နေတာကသူ့နာမည်ရှင်းသွားဖို့မဟုတ်ဘူးပတ်စံပဲလို့ပြောပြီးဟွန်ဦးဘက်ကပေးရမယ့်ရော်ချင်းငွေကိုသူပဲစိုက်ပေးလိုက်မယ်လို့ဆိုပါတယ်။ဂျုံရောင်းဟာရန်ကိုစိတ်တိုသွားပြီးအဲ့ဒီနေရာကနေထွက်လာခဲ့ပါတယ်။ညနေဘက်ရောက်လို့ဂျုံရောင်းပတ်စံရှင်းမဲ့လို့တော့သူ့ပတ်စံအိတ်ထဲကဟွန်ဦးပေးထားတဲ့ရှေ့နေကငွေဆက်ကူလေးတွေကိုမြင်ပြီးငိုကြွေးပါတော့တယ်။အလုတ်ကျန်းလုပ်ပြီးရှာထားတဲ့ဒီချွေးနှဲစာလေးတွေကိုကြည့်ပြီးဟွန်ဦးကိုသူလစ်လူမရှိနိုင်တော့ပါဘူး။အဲ့ဒါနဲ့သူ့တငယ်ချင်းနဲ့ရန်ဖြစ်ပြီးအလုတ်ကနေထွက်လိုက်ပါတော့တယ်။တစ်ဖက်မှာတော့ဟွန်ဦးဟာအကျင့်ပြတ်ရဲတွေနောက်ကိုလိုက်သွားခဲ့ပါတယ်။သူတို့လုံးနေကြတိုင်းကလေးငယ်လေးတယောက်ကိုနှိပ်စက်ပြီးဖမ်းထားတာကိုတွေ့တော့ဟွန်ဦးကဝင်ကယ်လိုက်ပါတယ်။ဒေါသတွေကိုထိမ့်မရတော့တဲ့ဟွန်ဦးကအဲ့ဒီရဲကိုဓာတ်နဲ့ထိုးတော့မဲ့အချိန်မှာဂျုံရောင်းရောက်လာပြီးဝင်တားပါတယ်။ငါတို့ဒါကိုဥပဒေနည်းလမ်းနဲ့ဖြေရှင်းလို့ရပါတယ်လို့ပြောတော့ဟွန်ဦးကခင်ဗျားကဥပဒေကိုယူသွတ်နေတဲ့သူပဲဒီလူကလူယုံမှာဗျာလို့အော်ပြောပါတယ်။အဲ့ဒီကဂျုံရောင်းကငါ့ကိုခွင့်ရေးတစ်ချိန်လောက်ပဲထပ်ပေးပါမင်းဟာလူသက်သမားမဟုတ်ဘူးဆိုတာကိုတစ်ကမ္ဘာလုံးသိအောင်ငါပြောပြပေးမယ်မင်းရဲ့နာမည်ဆိုးကိုရှင်းပေးမယ်လို့ဂရီပေးလိုက်ပါတယ်။အဲ့ဒီချိန်မှာတော့သူတို့နှစ်ယောက်လုံးမျက်ရည်တွေကြားခဲ့ကြပါတယ်။ဒီလိုနဲ့ဂျုံရောင်းကအမှုကိုပြန်လဲဖွင့်လှစ်နိုင်ခဲ့ပါတယ်။တရားခွင်မစခင်ဟွန်ဦးကကျွန်တော်တို့နိုင်ပါမလားလို့မေးတဲ့အခါဂျုံရောင်းကငါတို့ဘယ်တော့မှမရှုံးဘူးလို့ယုံကြည်မှုအဖြစ်နဲ့ပြန်ဖြေခဲ့ပါတယ်။အဲ့ဒီနောက်တရားခွင်မှာဂျုံရောင်းကပထမဆုံးသက်သေကိုတင်ပြလိုက်တဲ့အခန်းထဲတင်ဇလန်းကိုခမ်းနားစွာဆုံးသက်ထားပါတယ်။ဘာဖြစ်လို့တရားခွင်အနိုင်ရတဲ့အထိဆက်မပြရတာလဲဆိုတော့ဒီဇက်ကားဟာတကယ်အဖြစ်မှန်ကိုအခြေခံထားတာဖြစ်လို့ဇက်သိမ်းမှာဘယ်သူနိုင်သွားလဲဆိုတဲ့ဆုံးသက်ရလက်ကိုပရိသတ်တွေအားလုံးကကြိုသိနေကြပြီးသားမို့လို့ခုလိုမျိုးရင်ကုန်စရာကောင်းတဲ့အနေအထားလေးနဲ့ပဲဆုံးသက်ပေးလိုက်တာဖြစ်ပါတယ်။ဒါလို့ဆိုရင်တော့အမှန်တရားရဲ့အင်အားကိုပြသသွားတဲ့ Youth Trial ဇက်ကားလေးကိုအားလုံးပဲသဘောကျကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်ဇက်ကားကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။